အောင်ဟဲ့ကငါမင်းပြောကြရှိလို့ကွာသိလားဘာပြောမှလဲကွာမင်းပြောစမ်းကအရင်လိုမဟုတ်တော့ဘူးကွာအခုသူပြောင်းလဲနေပြီငါတကယ်ချင်းဘာပြောလဲငါ့ကိုပြောလေကွာမင်းကလေဒီကောင်လူတက်တာအခုဆို9ယောက်ရှိနေပြီကွာအဲ့ဒါမင်းသိလားဟဲ့ငါ့မပြင်းနေနိုင်လားမပြောစမ်းမနဲ့ကွာငါတကယ်ပြောနေတာဟာမင်းအတွက်စိုးရိမ်လို့ပြောနေတာကွာမင်းငါမပြောနဲ့လို့ပြောနေတယ်ကွာမင်းငါအကြောင်းသိချင်လားပြောဟဲ့အောင်စမ်းတကယ်ရုံးမနေပြီဆိုတာမင်းသိဖို့လိုတယ်ကွာငါဘာမှလည်းမသိချင်မင်းအဲ့လိုဆက်ပြောနေမင်းငါအကြောင်းသိစေရမယ်မင်းကဒီကောင်းဘက်ဒီလောက်ပါနေမှတော့လာစဲပါကွာ这么搞不的，看你